ကျွန်တော်ဒီလိုရှေ့ကနေပြစ်ပတ်နော်ဒီလိုမျိုးအစားနှစ်စားကိုကန်နော်အတစ်တွေစားစားကိုကန်ဒီလိုပြစ်ပတ်နော်ဒီနောက်ကိုပြန်ပြီးတော့ဆွဲအဲ့ဒါပြီးတော့နောက်ကနေပြီးတော့ချိတ်ကိုတေချာထိတ်ချိတ်နော်ချိတ်ကိုတေချာချိတ်ဟိုချိတ်ကိုတေချာချိတ်လိုက်ချိတ်ကိုတေချာချိတ်လိုက်ရမယ်အဲ့လိုချိတ်လို့မှစင်တာကြောက်ရည်ဆိုမှညက်နော်ဒါကမင်းညက်ပြတာလည်းကောကြည့်မယ်နော်ပဲလေဟုတ်လားမစိုးဘူးနော်ဒါလေးအဲ့တော့ဘာပြင်ရမလဲဆက်ပြပါဦးနော်ဒီဆောင်လေးနည်းနည်းဘေးကိုကားထွန်းတယ်လေးပြင်နည်းနည်းတော့ပဲနော်နည်းနည်းတော့ပြင်โอเคမကြည့်နော်ဥပ္ပလာကတော့ဟမ်ကလုဟုတ်ပြီနော်ဒါလေးနော်ဒီမှာဆောင်လေးဘီကဘယ်ကနေပဲစထည့်တယ်ဆရာတို့45ဒီဂရီပဲထည့်နော်ဒီဘက်ကနေလာလဲ45ဒီဂရီပဲတက်45ဒီဂရီပဲတက်နော်ဒီဘက်ကလာအဲ့တော့ရှင်းရှင်းလေးကနေအဲ့ကောင်ကိုကြည့်ကြည့်လိုက်ပဲအဲ့ဆောင်လေးပဲပဲလေဆရာလုံးလိုက်သိမ့်လိုက်ပြီဟိုကနည်းနည်းပဲနော်နည်းနည်းပဲမစိုးပါဘူးအဲ့လိုတော့ဆိုရင်ညက်မယ်ဆိုညက်လို့ရတယ်နော်ဒီဆရာလက်လို့ဒီဆောင်လေးပဲနော်ဒီဆောင်လေးပဲတစ်ချမ်းချင်းသိမ့်ပါလားโอเคဒါမင်းတို့နှစ်ယောက်လက်တွေညှက်ထားတယ်ကောမစိုးဘူးပေါ့တပည့်နော်ရိုင်းစိုးစိုးဝိုင်းမှုမင်းကဟိုဒီကောင်တော့မပြောင်းဘူးမင်းကိုထိုးထတာဒီကောင်မစိုးဒါတော့ဆိုဆရာတို့ကဖြီးမှဖြီးလို့ဘာဖြစ်လဲရတယ်ခုနကလည်းမို့ကြတော့အရန်ဟိုပါသွားတဲ့ကောင်ကြတော့ဆရာတို့ဖြီးရတာအရန်ဟိုခက်တယ်ပေါ့ကွာနော်ခက်တာတဲ့ဟိုကြာတယ်ပေါ့ကွာဟိုသပင်မရှိတော့ဆိုဖြီးရတာကြာတယ်သပင်ရှိတယ်ဆိုဆရာတို့ကနေပါလိုက်ဖြီးပြီးတော့ဘာလို့ပြီးရတယ်နော်ညှက်ပြီးလို့ရပြီဒါဆိုပဲအဲ့လောက်စိုးဝိုင်းလို့မှမပေါ့ဒါဆိုဒီမှာကြည့်ဒီဘလိုင်းနဲ့ဝင်တဲ့နေရာလေးမှာဒီဇောင်းလိုက်လေးတွေပါလေဒါလေးတွေပါလို့ဦးမယ်လေနည်းနည်းလေးလိုက်တင်းဦးမယ်နော်ဒါကတော့ဖိတ်ကောင်းမဟုတ်ဖိတ်ကတ်မဟုတ်ဘူး normal cut ဖြစ်တယ် normal cut ပြဿနာရှိနော်အဲ့တော့မင်းတို့ညှက်လို့ရှိရင် normal cut ကိုပတ်မှန်နေတယ်ညှက် normal cut ကိုပါပြီဆိုမှဖိတ်ကတ်တွေသွားနော်မင်းတို့တခါတည်းဖိတ်ကတ်တွေကိုရမ်းညှက်ချင်တာဖိတ်ကတ်တွေဆိုတာ normal cut ကိုပါပြီဆိုမှ7 by 7ဆရာတို့တင်ပေးမယ်7 by 7မတင်ရသေးပဲနဲ့အဲ့ဒါရှော့မညှက်နဲ့ရှော့ညှက်လဲမင်းတို့ဟာဟိုမကောင်းလက်ရကောင်းမှာမဟုတ်ဘူးဆရာဘက်သဘောလားမသိဘူးပေါက်ကဲတွေရှော့ထောက်ဦးမှာသိလား AC တို့သူတို့ညှက်တယ်ဆိုတော့သူတို့ကဆရာတို့ဘာတင်ပြီးပါလဲ7 by 7တွေတင်ပြီးပါပြီဆိုတာကြေပြားတွေတော့မင်းတို့အများကြီးကုန်လုံးခွဲခွဲပြတင်ပြီးပါပြီပုံစံတွေအများကြီးခွဲပြီးတင်ပြီးပါပြီမင်းတို့ကမတင်ရသေးဘူးမတင်ရသေးဘူးမင်းတို့အခုမှအခြေခံတော့မင်းတို့ကောင်းကောင်းမတင်ရသေးတာကိုမင်းတို့အဲ့ဖိတ်ကတ်တွေရှော့ညှက်တော့အဲ့မှာ normal ကတော့မပိုင်တာဖိတ်ကတ်ကျတော့ပူဆိုးတာပေါ့ဆိုတော့ဆရာဘက်သဘောလားမသိဘူးအဲ့လေမညက်နဲ့ဘူးเนาะအားကြောင့်မညက်နဲ့လို့ပြောတာမင်းတို့တင်မှာမင်းတို့လိုသေးလို့မတင်သေးတာပြီးသူကဆိုအဲ့ဒါတွေက7 by 7တော့ဆရာတို့ကတင်ရတာလည်းမြန်တယ်ဒါပေမဲ့မင်းတို့ခက်နေလိမ့်မယ်โอเคဒီလောက်ပဲเนาะတဲ့ဒါဆိုရင်ဘေးဘက်ပဲလေပြောပါတယ်အရန်ခုနတော့ဇောင်းကြီးမထားတော့မျက်နှာစပယ်ထိန်းတယ်ဘေးတွေအရန်ကားနေမှာဆက်ပါတော့လားနော်အဲ့ဒါနားလို့ပြီโอเคဒါပဲတော့